လေးတွေမရှိတော့စားဘုံစားပဲတော့ဒီနေ့ချင်းငန်ဆက်မင်္ဂလာတိတုတ်လေးတုတ်စားမယ်ဒီနေ့ကအခရာသွေးရောပပန်းရောကြောင်းသွားတော့ What အားနေတယ်လေအဲ့တော့မင်္ဂလာတိတုတ်တုတ်မယ်ပထမဆုံးမင်္ဂလာတိထည့်မယ်အကုန်ထည့်နိုင်မယ်ကွာအာဂျူကိုကိုတို့ကိုယ်တိုင်လုပ်ထားတဲ့စားကြုံမို့ကလေးထည့်မယ်ပြီးပြီဆိုရင်အဆက်စားမှာဆိုတော့ငရုတ်တိအကြက်မုတ်လေးထည့်မယ်ပြီးရင်ငါပြားလေးနည်းနည်းထည့်မယ်ပြီးပြီဆိုရင်အချင်ညစ်မှွေလိုက်တော့မယ်ရပြီဆိုရင်တစ်စိမ့်လောက်စားကြည့်လိုက်အောင်မယ်တော်ကောင်းတယ်ငရုတ်ကြီးရတယ်ဆက်ဆက်ကလေးသူကလည်းချိုလေးဘလိုလေးလဲချိုတာနဲ့ဆက်တာလေးနဲ့ပါဇက်ထဲမှာမရကောင်းလားဘာမှထက်တဲ့စရာမလိုတော့ဘူးအငန်လည်းအတော်ပဲအချင်းလည်းအတော်ပဲငရုတ်ကြီးလည်းအတော်ပဲစားချုံမလည်းအတော်ပဲဒီကလုံးစားလိုက်တော့မယ်အဲ့မှာအဲ့လိုလုပ်စားကြည့်ရိုးရိုးမင်္ဂလာတိစားရတဲ့စားဒိုလေးတုတ်ပြီးစားပုံပြရလေရတာပိုထိမိတယ်လို့ခံစားရတယ်ဒါလေးကြတော့လေ